မင်္ဂလာပါရှင်စာကြိုး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျမကတော့စာကြိုးပါကျမဒီတစ်ခါပြောပြပေးမယ်စာအုပ်အညွှန်းကတော့ဒါအကုန်လုံးပေါ့နော်ဒါနာမည်ကြီးပြီးသားစာအုပ်တအုပ်ပေါ့နော်TikTok စာပေမိတ်ဆွေဦးလေးတယောက်ကနေဒါလေးလဲဖတ်ကြည့်ပါအောင်လို့ပြောလို့ကျမဒါပြန်ဖတ်ဖြစ်တယ်ပေါ့နော်အရင်ကတော့ဖတ်ပြီးသားစာအုပ်ပေါ့ဆရာကြီးဦးလာဝင်းလေးတရေတူဘာသာပြန်ထားတယ်ပါပီလွန်နဲ့ဘင်ကိုဆိုတဲ့စာအုပ်လေးကြောင်းပဲဖြစ်ပါတယ်ရှင်ဒီစာအုပ်မှာဆိုလို့ရှိရင်စာမျက်နှာ600နဲ့4မျက်နှာပါဝင်ပြီးတော့မှရတနာဘုံစာအုပ်တိုက်ကနေပြီးတော့ဒါစတုထအချင်းပြန်ပြီးတော့မှထုတ်ဝေထားတာပေါ့နော်ညနေပေါင်းပကြီးကတော့မောင်နေကြီးဖြစ်ပါတယ်ရှင်သူကကြတော့ဒီမှာပုံနှိမ့်မှတ်တမ်းအပြည့်အစုံပါတယ်ပေါ့နော်ပထမအချိန်ဆိုရင်စပယ်ဦးစာပေရထုတ်ခဲ့တယ်ဒုတိယအကျဉ်းကကျတော့ပညာရွှေတောင်စာအုပ်တိုက်ကထုတ်တယ်တဲ့တတိယအကျဉ်းကိုတော့net စလုတ်ထားအကျဉ်းကိုတော့ဒီရတနာဘုံစာအုပ်တိုက်ကနေပြီးတော့မှထုတ်ထားတယ်ပေါ့နော်ဒါကျမဝယ်တော့ကတော့ဒါ2000ခွဲပေးရတယ်ပေါ့ဒီတဟုတ်ကိုလေဒါရအောင်ရှာပြီးတော့မှပို့ပေးလိုက်တဲ့ဒီကိုကြီးကိုပဲပြအောင်လေကျေးဇူးတင်ပါတယ်ရှင်အဲ့လိုမျိုးဒါလေးဖတ်ကြည့်ပါလားဆိုတဲ့ချိန်မှာကျမပြန်ဖတ်ကြည့်ကြံသွားတယ်ပေါ့နော်ပထမဦးဆုံးကျမဖတ်ထားတာကျတော့လွန်ခဲ့တဲ့နှစ်တော်တော်ကြာပြီပေါ့နော်10နှစ်ကျော်လောက်ကဖြစ်မယ်တဲ့နဲ့ကျွန်မတက္ကသိုလ်ကျောင်းသူပေါ်ပါတာတစ်ခါဖတ်ထားဘူးတယ်ပေါ့အဲ့တော့ကဒီပေါ့နော်ရကယ်စာပေစီစစ်ရေးဖြတ်တော့ခံခဲ့ရတဲ့စာမျက်နှာ100ကျော်လဲဒီထဲမှာပြန်ပါလာတယ်ဆိုတော့ဒါပြည့်ပြည့်စုံစုံဖတ်ချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒီစာအုပ်လေးကဒါအဆင်ပြေတယ်ပေါ့နော်ဒီဖြတ်တော့ခံထားရတဲ့စာမျက်နှာတွေပါအကုန်လုံးပါတယ်ဆိုတော့လေသူကကြတော့ဒါအကုန်လုံးလဲတည်ပြီးသားပါပဲတကယ်ကိုနာမည်ကြီးစွန်စားကန်းစာအုပ်ပေါ့နော်ဒီစစ်ပြီးတဲ့နောက်ပေါ့စွန်စားကန်းဝတ္ထုတွေထဲမှာအယောင်ရဆုံးစာအုပ်တအုပ်လဲဖြစ်ရမှန်စာအုပ်တအုပ်ပေါ့နော်ပြီးသွားလို့ရှိရင်ဒီဟာကြတော့ဒီပေါ့နော်ပြီးရင်ဒီစာအုပ်မှာဆိုလို့ရှိရင်ဒီပါပီလွန်နေခဲ့တဲ့ပေါ့နော်ဒီအကျဉ်းစခန်းတို့ပါပီလွန်ထွက်ပြေးခဲ့တဲ့ပုံပေါ့ဒီမှာသူပေါင်းအောင်ခဲ့တဲ့နေရာတွေအဲ့လိုမျိုးဒီပါပီလွန်ရဲ့ပုံပေါ့နော်ပါပီလွန်ရဲ့ပုံမှာထည့်ပေးထားရှင်းမှာဓာတ်ပုံမှတ်တမ်းတွေလည်းဒါပါတယ်ပေါ့နော်သူပေါ့နော်မြေအောက်အကျဉ်းစခန်းမှာနေခဲ့ရတဲ့ပုံတွေပေါ့အဲ့ဒါတွေလည်းပါတယ်ပြီးသွားလို့ရှိရင်သူထောင်ကနေပြီးတော့ဘလို့အချိန်ချင်းထွက်ပြေးခဲ့လဲဆိုတဲ့အကြောင်းတွေအကုန်လုံးအပြည့်အစုံပေါ့နော်ဒီမှာပါတယ်ပါပီလွန်နဲ့ဘင်ကိုဆိုတာကကြတော့ဒီပါပီလွန်ဆိုတာကကြတော့သူထောင်ကနေပြီးတော့မလွတ်ခင်ပေါ့တကြောမှာနေခဲ့ရတဲ့အဖြစ်အပျက်တွေပါပြီးတော့ဒီဘင်ကိုဆိုတဲ့အပိုင်းမှာじゃသူလွတ်မြောက်ပြီးတဲ့နောက်သူ့ရဲ့ဘဝအကြောင်းတွေပါတယ်ပေါ့နော်ဒီကတော့ဒါနာမည်ကြီးပြီးသားပေါ့နော်အညွှန်းတွေလည်းအများကြီးရှိတယ်ဆိုတော့ကျွန်မအများကြီးတော့အများကြီးတော့မပြောတော့ဘူးပေါ့နော် spine ဖြစ်သွားမှလဲဆိုလို့တေချာတာကတော့ဖက်နေတဲ့အချိန်မှာလေစာမျက်နှာသားအများကြီးပေါ့နော်စာမျက်နှာသား600ကျော်ရှိတာတကယ်ဖက်ကြည့်လိုက်တဲ့ခါကျတော့အရန်ယူစာအုပ်ကဆွဲဆောင်မှုရှိလို့တဲ့ခါကျတော့ဖက်တဲ့အချိန်မှာပေါ့နော်ခဏလေးနဲ့ကိုပြီးသွားတာပေါ့ဟိုလိုစာတန်းတွေဘာတွေဖတ်ရတာနဲ့တော့မတူဘူးပေါ့နော်ဆရာကြီးဆရာတို့ခုနကျွန်မအရင်တင်ထားတဲ့ဒီလောကစာဝိရင်တို့လိုဖတ်ရတာမျိုးနဲ့တော့မတူဘဲနဲ့လုံးဝဟိုဇက်ထဲမှာစီမျောသွားပြီးတော့ဟိုပုတ်ပနဲ့ဖတ်ပြီးတော့စိတ်ဝင်စားဖို့လည်းအရန်ကောင်းတဲ့စာအုပ်မျိုးပေါ့နော်အထက်ကအကြောင်းအရာတွေကတော့ကျွန်မ spine ဖြစ်မှာဆိုလို့ထုံးစံတိုင်းအရင်ကြီးတော့မပြောတော့ဘူးပေါ့နော်သူမတရားဆွဆွဲဇလန်ရဲ့အကျဉ်းကတော့သူမတရားဆွဆွဲခံခဲ့ရတယ်သူမလုပ်တဲ့အမှုတစ်ခုပေါ့လေမတရားဆွဆွဲခံခဲ့ရတဲ့ဟာကိုသူတကြုံကျသွားတယ်တကြုံကျသွားတဲ့အချိန်မှာတကြုံကနေသူဘလို့လွတ်အောင်ထွက်ပြေးလဲသူ့ရဲ့ဒီဇွဲလုံးလာဝရိယဘလို့ရှိလဲဆိုတာကိုရေးထားတဲ့စာအုပ်တော့ပေါ့လေကျွန်မကဒီစာအုပ်ဖတ်ပြီးတော့မှကျွန်မဘာစဉ်းစားနေလဲဆိုတော့လေလူတစ်ယောက်ပေါ့နော်လူတစ်ယောက်လွတ်မြောက်ဖို့ဆိုတာဒီပါပီလွန်ထဲမှာဆိုရင်တော့လွတ်မြောက်ဖို့ပေါ့လေတကယ်ဒီလောကကြီးမှာဆိုလို့ရှိရင်တော့သူဖြစ်ချင်တာဖြစ်ရဖို့ပေါ့ဖြစ်ရဖို့အတွက်ပေါ့နော်ဘာလိုအပ်လဲဆိုတော့ကံဉဏ်ဝရိယ၃မျိုးလုံးလိုအပ်တယ်ပေါ့ကံကလည်းကိုယ့်ဘက်မှာရှိတယ်ကိုကလည်းဟိုဉာဏ်အောင်လဲပေါ့နော်ကိုယ့်ရဲ့ဉာဏ်အောင်လဲကိုသုံးနိုင်တယ်ကိုလုံးဝဝရိယလည်းရှိတယ်ဆိုရင်ဘလောက်ပဲကြီးမားတဲ့အခက်အခဲအတားအဆီးမျိုးမဆိုအောင်မြင်နိုင်ရမယ်ဆိုတာမျိုးရတယ်ဟိုဒီလိုဝတ္ထုမျိုးဖတ်ပြီးတော့လေကျမတို့လေဒါဖတ်ပြီးတော့ဘယ်လိုဖြစ်သွားလဲဆို motivation အရင်ရတယ်ဟိုတက်ကျန်းနေအများကြီးဖတ်လိုက်တာထက်ကိုစိတ်ခွန်အားကြီးအများကြီးရခဲ့တဲ့စာအုပ်ပေါ့နော်ကျမတို့တော့ဘာလို့လဲဆိုတော့သူဒီမှာကွာအဲ့ဒီတက်ချောမပို့ခင်အချိန်မှာဟိုအချိန်မှာလဲသူ့ကိုသူလွတ်မြောက်ဖို့အတွက်ကိုရတဲ့နည်းတွေအကုန်သုံးတယ်ရတဲ့နည်းတွေအကုန်သုံးတယ်ပြီးတော့လို့ရှိရင်ဒီတကြုံရောက်ပြီးတဲ့အချိန်မှာလဲသူအားမလျှော့ဘူးဘလို့ထွက်ပြေးရမလဲဆိုတာပဲကြည့်တယ်သူအချိန်ထွက်ပြေးတာကိုတကယ်ကိုပထမဆုံးသူထွက်ပြေးတဲ့အချိန်မှာနည်းနည်းတော့ spoil လိုက်မယ်နော်ပထမဆုံးသူထွက်ပြေးတဲ့အချိန်မှာသူလွတ်မြောက်မှုနှီးပါဖြစ်သွားပြီသူအေးဆေးဆေးဘဝတစ်ခုကိုသူရတော့မဲ့အခြေအနေရပြီကွာဒါပေမဲ့လည်းငါလိုချင်တာဒီဟာလားမဟုတ်သေးဘူးငါလိုချင်တဲ့ပန်းနိုင်ဒါမဟုတ်ဘူးအားကြောင့်မလို့ငါထပ်ပြီးတော့စွန့်စားရမယ်ဆိုတဲ့စိတ်မျိုးသူ့မှာရှိတယ်ပေါ့နော်ပြီးရင်ကျွန်မဒီမှာတွေးကြည့်တာကြတော့လေ
ပါပီလွန်မှာသူထွက်ပြေးတာသူကလည်းအရန်ဝရိယကောင်းလို့လည်းပါတယ်လို့သူဘေးနားမှာပေါ့နော်သူဘေးနားလူတွေကလည်းသူ့ကို support အဲ့လိုပေးခဲ့တယ်သူ့ကိုအကူအညီပေးခဲ့တဲ့လူတွေမိတ်ဆွေကောင်းတွေပေါ့နိမိတ်ဆွေကောင်းတွေနဲ့အများကြီးတွေ့ခဲ့တာလေပါတယ်သူကိုယ်တိုင်ကလည်းစူးစမ်းခဲ့တာလည်းပါတယ်သူအဲ့မိတ်ဆွေကောင်းတွေကိုပေါ့နော်ဘလို့ပေါ့သူ့ဘက်ပောင်တင်းသွင်းရမလဲဆိုတာဟိုလဲပါပီလုံးကတိတယ်ပေါ့နော်အဲ့ဒါလေးအကုန်လုံးစုံသွားလို့ဒါသူရခဲ့တာပေါ့သူတချို့ဒီပေါ့နော်ထောင်နေမှာဆိုလို့ရှိရင်သူထောင်ပိုင်းနဲ့ဘော်ဒါတွေပါရောဖြစ်နေပြီပေါ့လေအဲ့လိုမျိုးတွေထောင်ဆရာဝန်နဲ့လည်းသူဘော်ဒါတွေဖြစ်နေပြီပေါ့အဲ့လိုမျိုးတွေလည်းပြီးရင်လေအဲ့လိုမျိုးတွေတွေ့ရတယ်ပေါ့နော်ပြီးရင်သူအဲ့ထွက်ပြေးတဲ့လူရိုင်းကျွန်းတကျွန်းကဒလိထုံးစံတွေပေါ့လေအဲ့ဒါတွေဆိုလို့ရှိရင်လေကျမအစောကြီးတည်းကဒါကျမနဲ့ခင်တဲ့လူတွေဆိုသိတယ်ပေါ့နော်လန်ကွာတာမင်းကိုအရန်သဘောကျတဲ့လူပေါ့နော်အဲ့ဆိုတော့အဲ့ထဲကလိုမျိုးဇောက်ကဆန်ဆန်တွေလည်းတွေ့တယ်ပေါ့ဒီလူရိုင်းတွေရဲ့ဒလိတွေပေါ့အဲ့လိုမျိုးအိမ်ရှေ့ကနေပြီးတော့ဘသူကဝင်ရမယ်အိမ်နောက်ကနေပြီးတော့ဘသူကဝင်လာရမယ်အဲ့လိုဟာတွေရေးထားပါဘောနော်သူလူတိုင်းအဲ့ညီမတွေနဲ့တွေ့တဲ့အချိန်မှာအဲ့လိုမျိုးအကြောင်းအရာတွေဆိုလည်းလုံးဝကွာဟိုစမ်းကြဲတဲ့စွတ်စားကန်တွေပေါ့နော်အဲ့လိုမျိုးတွေကိုလည်းသဘောကျတယ်ပေါ့ပြီးတော့လေအဲ့ဒီပေါ့နော်သူ့ကိုထောင်ရလူတွေကဘယ်လောက်တောင်ကျမအရင်ကြိုက်ပြီးတော့စိတ်ထဲဆွဲနေတဲ့အခန်းတခန်းရှိသူ့ကိုပေါ့နော်ထောင်ရလူတွေကဘယ်လောက်တောင်မှသဘောကျကြလဲဆိုတာအဲ့ထောင်တစ်ခုမှာပေါ့နော်ထောင်တစ်ခုမှာသူလုံးဝဟိုစကားမပြောတဲ့အယူတယောက်ရှိရပေါ့နော်ခုမှဆိုတာစကားမပြောတော့သူလည်းပြန်လဲထွက်လာပေါ့နော်ပြီးတော့ရင်သူဟယ်လိုဆိုပြီးလာနှုတ်ဆက်တယ်ဆိုအဲ့ဘိုင်းလေးဆိုအရင်ကနှွေးထွေးတယ်ပေါ့နော်အဲ့လိုမျိုးလေးခံစားရတယ်ပေါ့နော်ဒီပါပီလုံကြီးအကြောင်းကိုဖတ်ရတာလေအဲ့လိုအရင် motivated လည်းဖြစ်တယ်ရင်ထဲမှာနှွေးထွေးတဲ့ခံစားချက်တွေလည်းရတယ်သူနဲ့အတူတူစိတ်အားတက်ကြတယ်သူလမ်းမကိုရှောင်းပြီးတော့မယ်ဆဲပေါ့နော်သူလွတ်မြောက်ပြီးတဲ့အချိန်မှာလည်းသူ့အတွက်စိုးရင်ပူပန်မှုတွေဖြစ်ခဲ့တယ်သူမှန်ကန်တဲ့လမ်းကြောင်းရွေးနိုင်တော့လဲသူနဲ့အတူတူဝမ်းသာရတယ်အဲ့လိုမျိုးပေါ့နော်တကယ်ဟိုအဲ့လို drama ကြီးတစ်ခုကိုစီးမျောလိုက်ပါဒီလိုမျိုးတကယ်ဖြစ်ရမှာဆရာကြီးကလည်းဘာသာပြန်တာကလည်းတော်တော်တကယ်ဟိုမြန်မာစာအုပ်ဖတ်နေရတဲ့အတိုင်းပဲဆိုတော့အဲ့လိုမျိုးခံစားချက်လေးအများကြီးရခဲ့တယ်ပေါ့နော်အဲ့ဒါလေးတစ်ခုရှိတယ်ပြီးတော့ခုနကပြောသလိုပေါ့နော်ပြီးရင်ဒီပါပီလွန်ရဲ့စူးစမ်းမှုနဲ့ဒီကံဉဏ်ဝရိယအရေးကြီးပေါ့မပြီးရင်ပါပီလွန်ရဲ့ဒီဘဝပေါ်သူဘလို့စိတ်ထားခဲ့လဲပေါ့နော်ဘဝဆိုတာရှိလို့ရှင်ဒုက္ခဆိုတာရှိမှာပဲအဲ့အတွေ့အခေါ်ပေါ့အဲ့ဒီဘဝကြီးကိုကိုကမက်မော်နေလို့ရှင်ကြုံရတဲ့ဒုက္ခကိုလည်းကိုကညှဉ်းညူနေလို့မရအောင်မအောင်မြင်မချင်းစူးစမ်းရမယ်အဲ့ဒါယူတော့ကွာအဲ့လိုမျိုး concept ကြီးကိုစိတ်ထဲမှာရလိုက်တယ်ဒါပေမဲ့အဲ့ဒါယူပါပီလုံကြီးကပြောနေတာမဟုတ်ဘဲနဲ့ဟို तू တစ်ခါတလေမှပဲအဲ့ဒီအကြောင်းထုတ်ပြောရဲဆိုပေမဲ့ तू စူးစမ်းခဲ့တာတွေ तू ရုန်းကန်ခဲ့တာတွေကိုကြည့်ပြီးတော့မှကွာအဲ့ဒီ mindset ကြီးတခုရလိုက်တယ်ပေါ့နော်ဘဝဆိုတာရုန်းကန်ရမယ်ဒုက္ခဆိုတာတော့ရှိမှာပဲအဲ့ဒုက္ခကိုရင်ဆိုင်နိုင်မှဘဝကိုအောင်မြင်မယ်ဆိုတဲ့အတွေ့အမျိုးလဲရလိုက်တယ်ပေါ့နော် तू အဲ့ဒီထောင်ထဲမှာကြွက်ကြိုက်ခံရတဲ့အခန်းတွေပေါ့နော်ဒီစာအုပ်ကလည်းနည်းနည်းလေးမှအဲ့လိုမှမပြောရင်လည်းပြောရတာဟိုခါစားချက်ကိုဒီစားဘောခံစားရတဲ့ခါစားချက်ကိုမပေါ်ဘူးဖြစ်နေရောလေ spine တော့နည်းနည်းဖြစ်သွားမလားတော့မသိဘူးပေါ့နော်လူကြွက်ကြိုက်ခံရတဲ့အခန်းနေပြီးဒီအမောင်လေးမှာတိတ်ဆိတ်နေအောင်ဟိုနေတဲ့အချိန်မှာ तू ဘလို့ဖြတ်တန်းခဲ့လဲ तू အဲ့လိုမျိုးပေါ့နော်အဲ့ဒါလေးဆိုရင်တကယ်အပြင်က तू ရဲဘော်တွေက तू ဘလို့ကူညီပေးခဲ့တယ်လဲပေါ့လေအဲ့လိုမျိုးအဲ့ဒါတွေကိုလည်းကိုဟိုသူနဲ့အတူတူပေါ့လေသူနဲ့အတူတူအဲ့လိုစွန်စားကနေဖြတ်တန်းတယ်လို့လည်းဖြစ်ခဲ့တယ်ပေါ့နော်ပြီးတော့ရင်လေဟိုပါပီလွန်ကြီးရပါတော့ကျွန်မပထမကကျတော့ဟိုဖြစ်မိတာ तू ကတကယ်လူရိုးလူကောင်းပေါ့အဲ့လိုမျိုးတော့မဟုတ်ဘူး तू ကတကယ်တော့သူစားနေပဲဆိုငငယ်လေးကလေးရအောင် तू ကစားနေပေါ့နော်အဲ့ထက်မှလည်းသူ့ရဲ့နောက်ကျောင်းပြန်လာတယ်မှာဒါတွေပါတယ်ပေါ့နော်အဲ့လိုတော့ဒီပြင်သစ်မြေအောင်လောကလာတဲ့လူပေါ့လေအားကြောင့်အဲ့လိုမျိုးအရေးချင်းတွေရှိလို့လေ तू ပြီးတော့တတ်ထွက်ချင်တယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါဆိုတော့အဲ့တက်ထဲကလေ तू ဘယ်လိုရအောင်ပြန်ထွက်ခဲ့လဲဆိုတာလေဒါစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်အဲ့ तू အဲ့ဒါလေးလေဒါအားရပါရဖတ်ရမယ်ပေါ့နော်ဘာဖြစ်ဒါနေကုန်းချုပ်အနေနဲ့ပြောရရင်တော့ကျမအတွက်ကတော့ဒီ2025တစ်နှစ်လုံးမှာ motivation အဖြစ်စရာဆုံးစာအုပ်တအုပ်ပေါ့နော်ပြီးရင်ဖတ်လို့ဖတ်မှမသိအောင်စိတ်ဝင်စားဖို့ကောင်းတယ်ဒါစွန်စားကန်းနေနဲ့ပြည်နေတဲ့ပါပီလွန်ရဲ့ဒီထောင်ဖောက်တဲ့စွန်စားကန်းစာအုပ်ကြီးတအုပ်အဖြစ်နဲ့ကျမညှို့ဆိုချင်ပါတယ်ချက်စားချစ်သူများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်